ကျေးဇူးများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမအမျိုးသမီးအမျိုးသားမရွေးဖြစ်တတ်ပြီးတော့အမျိုးသားတွေမှာပို့ပြီးတော့အဖြစ်များတတ်တဲ့ဂရင်းဂျီနာယောဂနဲ့ပတ်သက်ပြီးတော့ရှောင်းကျင်ပွဲစားတောက်ပွဲနီလန်ကောင်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆရာမတော့တော်ဝဲမမပါတိုင်းစီပညာရှင်တယောက်ပါရှင်နာကျင်ကြိုက်ခေရှင်းပြောင်းမဲ့တွင်းစီပါရှင်အိတ်ပြုံးဆောင်ဝင်အားရှိယမင်းတရင်ကောင်းလေးပြီးမဲ့ရှင်တရင်ကောင်းလေးပြီးမဲ့ရှင်ကိုကျမ်းပါလို့စိတ်ချမ်းမြေဟူပင်အိမ်နိုင်မှာဝယ်ယူထားဖို့မိကြပါလိမ့်စဉ်ဟန်တာအေးတွင်းစီပါရှင်ဂရင်းဂျီနာဆိုတာစအိုရဲ့ပတ်ဝန်းကျင်စအိုအနီးနားတစ်ဝိုက်မှာဖြစ်တတ်တဲ့ယောဂဖြစ်ပြီးတော့လူကြီးလူငယ်မရွေးမျိုးသမီးမျိုးသားမရွေးဖြစ်တတ်တဲ့ယောဂတစ်ခုလည်းဖြစ်ပါတယ်ဂရင်းဂျီနာဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ဝင်ချုပ်ခံတာထိုင်များတာညှော်နဲ့လို့အခုနဲ့ဆူးရှပြင်းထန်တဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ရတာယောဂပိုကူးဆက်ခြင်းခံရတာထိခိုက်ဒဏ်တာတစ်ခုခုဖြစ်တာကိုယ်ခံအားနေတာကူးချောက်ဆက်ပြီးတော့အခုနဲ့ပြင်းတဲ့အစားအစာတွေအစားများတာလက်လုတ်ခြင်းလက်တဲ့ခြင်းနဲ့ကြာရှည်ခံအောင်ပြုပြင်ဖန်တီးထားတဲ့အစားအစာတွေအစားများတာစားတဲ့အကြောင်းအရာတွေကြောင့်ဂရင်းဂျီနာဖြစ်တတ်ပါတယ်ရှင်ကူးဆက်ပြီးတော့ဂရင်းဂျီနာဖြစ်တဲ့အချိန်မှာခံစားတဲ့လက္ခဏာတွေလည်းပြပြပေးခြင်းပါတယ်ဂရင်းဂျီနာဖြစ်နေတဲ့အချိန်မှာခံစားမဲ့လက္ခဏာတွေကတော့သွေးပြည့်ယူစီတာစဝါနာကျင်ကြိုက်ခဲထုတ်အောင်တာရရနာအနံ့ဆိုးထွက်တာအသားရည်၆ကပ်ပူလောင်တာအသားရည်ဖြော့တော့လာတာပြုတ်အန်တာလေကျင်တတ်တာခြေကုံလက်ပန်းကျတာရာသီဥတုအေးတဲ့အခါမှာယောဂပူပြီးဆိုးတတ်တာစတဲ့လက္ခဏာတွေတွေ့ရှိရမှာဖြစ်ပါတယ်အခုလိုဂရင်းဂျီနာဖြစ်တာကိုစနစ်တကျကုသမှုမရှိဘူးဆိုရင်တော့အခုပြောပြပေးမယ့်ယောဂဝေဒနာတွေခံစားမှာဖြစ်ပါတယ်ခံစားမယ့်ယောဂဝေဒနာတွေကတော့ဖျားဝင်တာစအိုးကမခံမရနိုင်လောက်အောင်ကြိုက်ခဲနာခြင်းထိုးအောင်တာညောင်းညကြိုက်ခဲတာသွေးပြည်ယိုစုမှုပိုပြီးတော့များလာတာအစစ်အဆက်တွေကြိုက်ခဲနာခြင်းလာတာအားအင်းကုန်ခန်းကြီးနေတာဂရင်းပြက်တာမှိတ်နေတတ်တာစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေခံစားမှာပဲဖြစ်ပါတယ်ဒါအပြင်အနာရဲ့အတွင်းပိုင်းလမ်းကြောင်းကလည်းစအိုပြင်ပနေပြီးတော့စအိုအတွင်းပိုင်းကိုထိစက်သွားတဲ့အထိပို့ပြီးတော့ဆိုးဝါးနိုင်ပါတယ်ဒီလိုအခြေအနေဖြစ်လာပြီဆိုရင်တော့တက်ကြွနားလေတဲ့ဆေးပညာရှင်နဲ့ပြသပြီးတော့ကုသမှုခံယူသင့်ပါတယ်ရှင်ဒီတဲ့အခြေအနေဆိုးလာပြီဆိုရင်တော့အနာရဲ့အတွင်းပိုင်းလမ်းကြောင်းကလည်းစအိုရဲ့အပြင်ပနေပြီးတော့စအိုအတွင်းပိုင်းအထိဆက်လာနိုင်တယ်ဒီလိုအခြေအနေမျိုးမှာအသက်အန္တရာယ်ဆိုးရိမ်တဲ့ဒီဖြစ်လာနိုင်တဲ့အတွက်တက်ကြွနားလေတဲ့ဆေးပညာရှင်နဲ့ပြသပြီးကုသမှုခံယူသင့်ပါတယ်တစ်ဆက်တည်းမှာပဲဂရင်းဂျီနာယောဂဖြစ်တဲ့အချိန်မှာတက်တာပြောက်ကင်းမှုမြန်ဆန်စေဖို့နဲ့ဂရင်းဂျီနာယောဂမဖြစ်စေဖို့အတွက်ရှောင်ကျင်ပေးတဲ့အစားအစာတွေကိုလည်းပြောပြပေးခြင်းပါတယ်ရှောင်ကျင်ပေးတဲ့အစားအစာတွေကတော့ဝက်သားဘဲသားစိတ်သားအမဲသားဆက်သားနဲ့အနီရောင်ရှိတဲ့အသားတွေငသလောက်ငပြေမငဖယ်နဲ့အကြေးကုန်မပါတဲ့ငါးတွေကျဲဥဘဲဥငုံကစုံအင်းဥစတဲ့ဥမျိုးမျိုးနဲ့ခရမ်းသည်ခရမ်းကျင်သည်တညင်းသည်တရက်သည်မဲ့တင်းမောသည်မဲ့ကလေးပဲစတဲ့ဘဲမျိုးမျိုးဝမ်းတွင်းကလေးစာတွင်းအောင်စာတို့ရှောင်ကျင်ပေးရမှာဖြစ်ပါတယ်အခုဆက်ပြီးတော့ဆရာမဂရင်းဂျီနာယောဂတက်တာစီဖို့နဲ့ဂရင်းဂျီနာယောဂမဖြစ်စေဖို့အတွက်ဦးစားပေးပြီးစားသုံးပေးတဲ့အစားအစာတွေကိုလည်းမျှဝေပေးခြင်းပါတယ်ဒီအစားအစာတွေကတော့ဘူးရွက်၊ကစွန်းရွက်၊ခွေးတောက်ရွက်၊ပေါက်ပန်းဖြူရွက်၊ပေါက်ပန်းဖြူပွင့်ဟင်းနုနယ်ရွက်မကြီးမဲပဲနောက်ပဲစင်းကုန်အကြေးကွန်ပါတဲ့ငါးမျိုးမျိုးတို့ဦးစားပေးပြီးစားသုံးပေးသင့်ပါတယ်ဆက်တဲမှာပဲဆရာမဂရင်းဂျီနာယောဂရှိတဲ့သူတွေနဲ့တင့်တော်တဲ့စားတောက်နေထိုင်မှုပုံစံတွေကိုလည်းမျှဝေပေးခြင်းပါတယ်ဒီနည်းလမ်းတွေကတော့ဝင်းချုံမခံပါနဲ့ဝင်းသွားပြီးတိုင်းစအိုတန်ရှင်းကိုဂရုတစိုက်ပြုလုပ်ပေးပါပူချောက်ဆက်တဲ့အစားအစာတွေခိုးနဲ့ပြင်းထန်တဲ့အစားအစာတွေကိုရှောင်ကျဉ်ပေးပါငံရမ်းအသာလွန်ကဲတဲ့အစားအစာတွေနဲ့ဝမ်းတွင်းကလေးစားတွင်းအောင်စာတွေကိုလည်းရှောင်ကျဉ်ပေးဖို့လိုပါတယ်ညှော်နဲ့နဲ့အနံ့သက်ဆိုးဝါးပြင်းထန်တဲ့အနံ့သက်မျိုးလည်းရှောင်ကျဉ်ရမှာဖြစ်ပါတယ်အရက်ဘီယာဆေးလိပ်တို့ကိုလုံးဝမတောက်သုံးပါနဲ့ထိုင်ပြီးလှုပ်ရတဲ့အလုပ်တွေလှုပ်ရတဲ့အခါမှာလည်းနာရွက်တခါလမ်းလျှောက်တာမတက်ရတာမျိုးပြုလုပ်ပေးဖို့အကြံပြုပေးချင်ပါတယ်ရှင်ခုလောက်ဆိုရင်တော့ဂရင်းဂျီနာယောဂနဲ့ပတ်သက်ပြီးတော့သိရှိထားတဲ့အကြောင်းအရာတွေနဲ့ဂရင်းဂျီနာယောဂအတွက်စားတောက်နေထိုင်မှုပုံစံတွေကိုတန်တင်သိရှိလိမ့်မယ်လို့ညွှန်နေပါတယ်ရှင်ပြည်သက်များအားလုံးပဲကိုယ်စိတ်နှလုံးရှင်ပြုံးကြံ့မာနိုင်ကြပါစေရှင်